သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါကောင်လပြည့်ကျော်13ရက်2013ခုနှစ်စက်တင်ဘာလ3ရက်မန္တလေးတိုင်းဒေသကြီးချမ်းရီသာဇံမြို့နယ်အောင်နှမ်းရိပ်သာအရှင်းရလမ်း80နဲ့32လမ်းတောက်SP ဘေကာရီတရားမတ္တဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌မန္တလေးမြို့လမ်း80နဲ့32လမ်းတောက်ဦးကျော်ဝင်းဒေါ်ဆန်းဆန်းမြင့် SP ဘေကာရီမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမေတ္တာတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတည်ကျူဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာကိုယူဆုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မိယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမာသမိသာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေ90အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ရည်တန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလျက်နှလုံးစိန်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ပံများစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတတ္တဝါများရင်ဝေသားကဲ့သို့တနာချိတ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့သိဖြစ်ပါစေတည်းမေတ္တာတုတ်အနှစ်ချုပ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာမေတ္တာတုတ်ဆိုတဲ့ခေါင်းစည်းနဲ့ဟောထားတယ်တုတ်တွေတော်တော်များများပါရှိပါတယ်အင်္ဂုတ္တရနိကေမှာလည်းပဲမေတ္တာတုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတဲ့တုတ်တွေရှိတယ်ခௌဒကနိကေမှာလည်းမေတ္တာတုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်ဒီမေတ္တာဆိုတဲ့စကားလုံးကမိတ်ဆွေတွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့စိတ်ဓာတ်လို့မိတ်ဆွေရဲ့စိတ်နေသဘောထားကိုမေတ္တာလို့ခေါ်တာဖြစ်ပါမိတ်ဆွေရဲ့စိတ်နေသဘောထားဟာမိမိရဲ့မိတ်ဆွေတွေအပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်မျိုးထားလေးရှိတယ်ပေါ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေဆိုလို့ရှိရင်တဦးပေါ်တဦးရိုင်းပင်ကူညီပြီးတဦးရဲ့အကျိုးတဦးကလိုလားတဲ့စိတ်ဓာတ်တွေခင်မင်ွယ်ကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီစိတ်ဓာတ်မျိုးတွေဟာသာမန်အနေထားကနေပြီးတော့လေ့ကျင့်မွေးမြူပြီးတော့မေတ္တာစွမ်းအားတွေမြင့်တင်ပေးမယ်ဆိုရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာ
မြတ်စွာဘုရားကတရားရည်ရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာစွမ်းအားကိုမြင့်တဲ့နီးနေနဲ့ဒီမေတ္တာသုတ်တွေကိုဟောကြားတာဖြစ်ပါတယ်အင်္ဂုတ္တရနိကေမှာလာတဲ့မေတ္တာသုတ်တွေမှာဆိုလို့ရှိရင်မြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုရင်ဟောဒီမေတ္တာတရားကိုအချိန်များစွာမိမိရဲ့စိတ်ထဲမှာဖြစ်အောင်မေတ္တာစွမ်းအားတွေမြင့်တင်ပေးနိုင်မယ်ဆိုလို့ရှိရင်မေတ္တာအကျိုး17မျိုးဆိုတာကိုရရှိနိုင်တယ်လို့အတိအလင်းထုတ်ဖို့ဟောကြားထားတာဖြစ်သောကြောင့်အဲ့ဒီအကျိုးတရားတွေကိုရကျင်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမြတ်စွာဘုရားဟောကြားတဲ့ဤစနစ်အတိုင်းမိမိရဲ့တဏ္ဍာမှာမေတ္တာတရားကိုတည်ဆောက်ကြဖို့ဖြစ်ပါတယ်ခဏိခတိမှာမေတ္တာတရားဟာလူတိုင်းမှာမကိန်းနိုင်ဘူးမေတ္တာတရားကိန်းတဲ့ပုဂ္ဂိုလ်တွေဟာတစားတစားရောပါလာသည့်အတွက်ကြောင့်အမုန်းတရားတွေလွှမ်းမိုးပြီးတော့လာတဲ့ခဏိခေတ်မှာမေတ္တာတရားကိုချိုးချိုးဆာဆာပွားကြဖို့အမြဲတမ်းတင့်တော်ပါမိမိတို့ရဲ့မေတ္တာရဲ့ရောင်ပြန်ဟပ်မယ်ဆိုလို့ရှိရင်လောကသားတွေအားလုံးဟာကိုယ်ချမ်းသာစိတ်ချမ်းသာဆိုတဲ့ချမ်းသာမှုတွေနဲ့ကြုံတွေ့ပြီးအမုန်းတရားတွေကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားတဲ့အတိုင်းမေတ္တာတရားကိုမိမိတို့တဏ္ဍာမှာအခိုင်အမာဖြစ်အောင်တည်ဆောက်ဖို့အကျိုးတရားအနေနဲ့မြတ်စွာဘုရားဟောထားတာတော့အကျဉ်းချုပ်မှတ်ကြရမယ်ဆိုလို့ရှိရင်ချမ်းသာအိပ်စက်ချမ်းသာလျက်နိုးအိမ်မဆိုးခင်ဆောင်ခြင်းနံများလူသားလဲချစ်နတ်လဲချစ်လျက်လက်နဲ့စိတ်မီပြီးသည့်တဖြာမျက်နှာရွှင်ကြီးတည်ကြည်နှလုံးသေဆုံးမတွေ့သေလင်ပြမဖြစ်တတ်စွာသည်မေတ္တာအကျိုး17မျိုးဆိုတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းမှတ်သားလွယ်အောင်လို့ရှင်းဆရာတော်ကြီးတွေဟာလင်္ကာတိကုန်းပြီးတော့ထားတာအဲ့ဒီအကျိုးကျေးဇူးတွေကိုရကြတယ်ဆိုလို့ရှိရင်တော့မိမိတို့ယင်တဲ့နှလုံးထဲမှာမေတ္တာတရားကိုတည်ဆောက်ကြဖို့ပဲလိုတယ်ပေါ့တည်ဆောက်လို့အောင်အောင်မြင်မြင်တည်ဆောက်မိပြီဆိုလို့ရှိရင်ချမ်းသာအိပ်စက်နော်ချမ်းသာအိပ်ရတဲ့အခါမှာလည်းပဲစိတ်ချမ်းသာကိုယ်ချမ်းသာနှစ်ချိုက်အိပ်ပျော်တယ်ချမ်းသာလျက်နိုးအိယာကနိုးလာတဲ့အခါမှာလည်းပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိတယ်အိမ်မက်ဆိုးခင်အိပ်ပျော်နေတဲ့အချိန်မှာလည်းပဲမကောင်းတဲ့အိမ်မက်တွေမမက်ဘူးတဲ့စောင့်ရင်းနတ်များဒါတော့ကိုသိချင်မှသိမယ်ပေါ့ကိုအကျိုးစီးပွားကိုလိုလားတဲ့နတ်တွေကိုကမေတ္တာပို့တဲ့ဖြင့်ကိုယ့်ပေါ်မှာမေတ္တာထားတဲ့နတ်တွေကကိုယ့်ကိုစောင့်ရှောက်တယ်ကူညီတယ်လို့ဒီလိုဆိုလိုတာပေါ့စောင့်ခြင်းနတ်များလူသားလဲချစ်နတ်လဲချစ်လျက်ဆိုလူသားတွေချစ်တယ်ဆိုတာမိမိကမေတ္တာနှလုံးသားပွားများထားပြီးလူတိုင်းကိုခင်မင်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအများရဲ့ခင်မင်မှုကိုရတယ်ဆိုတာမေတ္တာမှထင်ရှားပါအထူးပြောစရာမလိုဘူးခင်မင်ပဲကောင်းတဲ့ပြောဆိုဆက်ဆံရေးခင်မင်ပဲကောင်းတဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်လူတိုင်းကနေပြီးတော့ခင်မင်ကြတယ်ဆိုတာဟာမေတ္တာရဲ့သက်ရောက်မှုပါမေတ္တာရဲ့အကျိုးသက်ရောက်မှုလို့ဆိုနိုင်တယ်ပေါ့ဒါကြောင့်မို့လူသားလဲချစ်နတ်လဲချစ်လျက်နတ်ချစ်တာတော့ကိုမသိဘူးပေါ့သို့တော့လူသားတွေကကိုယ်ကိုခင်မင်ကြတယ်ဆိုတာဒါသိကြတယ်လက်နဲ့စိတ်ပြီးပြီးသည့်တဖြာလို့ဆိုတာကိုယ်ကိုမကောင်းကြတဲ့ပုဂ္ဂိုလ်ကလက်နဲ့တို့ဘာလို့နဲ့ကိုယ်ကိုအန္တရာယ်ပြုမယ်ဆိုလို့ရှိရင်လေထိုလက်နဲ့ဟာကိုယ်စီမှာမထိမရှဘူးစိတ်တွေပါတယ်လေကိုယ်တဏ္ဍာမှာမရောက်နိုင်ဘူးလို့ဒီလိုဆိုတာပေါ့လေမေတ္တာစွမ်းအားကြီးမားနေတဲ့အချိန်မှာမိမိထံမှမကောင်းတဲ့အရာတွေဟာရောက်ရှိပြီးမလာနိုင်လို့မေတ္တာဆိုတဲ့စွမ်းအားမိမိတို့ယင်တဲ့နှလုံးထဲမှာဖြစ်ပွားအောင်ကြိုးစားကြတယ်လက်နဲ့စိတ်မီပြီးသည့်တဖြာမျက်နှာရွှင်ကြည်တဲ့မေတ္တာနှလုံးသားရဲ့ပိုင်ရှင်ဟာမျက်နှာဟာအမြဲတမ်းကြည်လင်ပြီးတော့
ပြောဆိုဆက်ဆံမှုအလွန်ကောင်းတယ်ခင်မင်ပွဲကောင်းတယ်ဒီလိုဆိုလိုတာပေါ့နော်မိမိကိုယ်တိုင်ကမေတ္တာတရားပွားများနေတယ်ဆိုရင်သူ့ရဲ့မျက်နှာအစင်းဟာဘု து ပေါ်မှာရန်လိုတဲ့စိတ်မရှိဘု து ကိုပေါ်မှာအမုန်းတရားမရှိသည့်အတွက်ကြောင့်မျက်နှာဟာအမြဲတမ်းကြည်လင်းနေတယ်ခင်မင်ပွဲကောင်းတဲ့မျက်နှာရှိတယ်လို့ဆိုလိုတာပေါ့မျက်နှာရွှင်ကြည်တည်ကြည်နှလုံးနဲ့အေးအများရဲ့မုန်းတိမှုမခံရလို့ကိုယ့်ရဲ့စိတ်နှလုံးကလည်းအေးချမ်းနေတဲ့ပုဂ္ဂိုလ်တစ်ခုဟာအာယုန်တစ်ခုပေါ်မှာစူးစိုက်လိုက်တာနဲ့တပြိုင်နက်သမာဓိဆိုတာလေလင်းလင်းမြန်မြန်ရနိုင်တယ်ဒါကိုတည်ကြည်နှလုံးသမာဓိဟာတည်နိုင်တယ်လို့ပြန့်လွင့်နေတဲ့စိတ်နေသဘောထားတွေမရှိဘဲနဲ့စိတ်နှလုံးဟာတည်ငြိမ်မှုတွေရတယ်လို့ဆိုလို့သေဆုံးမတွေ့သေတဲ့အခါမှာလည်းပဲမိန်မောတွေ့ဝေပြီးတော့သေရတာမျိုးမဟုတ်ဘူးတတိရှိရှိနဲ့မိမိလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအာယုံပြုပြီးတော့ဒီလိုသေဆုံးရတယ်မိန်မောပြီးတွေ့ဝေပြီးတော့သေဆုံးရတဲ့ပုဂ္ဂိုလ်ရဲ့တမလွန်ဘဝဆိုတာအင်မတန်မှဆိုးဝါးနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါကြောင့်မို့သေတဲ့အခါမှာလဲတွေ့ဝေမသေဘဲနဲ့တတိရှိရှိနဲ့သေဆုံးနိုင်တယ်တဲ့ဟောဒီမေတ္တာနှလုံးသားရဲ့ပိုင်ရှင်ဒီလိုဆိုလိုတာသေလင်းပြမာလို့ဆိုတာမေတ္တာကိုအာယုပြုပြီးတော့မေတ္တာတရားကြိုးစားအထောက်လိသည့်အတွက်ကြောင့်မိမိရဲ့တဏ္ဍာမှာဇန်တစ်မျိုးမျိုးကိုရပြီမေတ္တာရဲ့အာယုံဖြစ်တဲ့သရဝါတွေပေါ်မှာမေတ္တာပွားပြီးတော့စိတ်နှလုံးဟာတမာတိစွမ်းအားတွေထက်မြက်လို့ဇန်အဆင့်ရောက်ပြီဆိုလို့ရှိရင်ဆိုင်ရာဇန်အားလျော်စွာဓမ္မဘုံမှာဖြစ်နိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်မေတ္တာကံကအကျိုးပေးလိုက်ပြီဆိုလို့ရှိရင်တော့လူပြေနတ်ပြေတွေမကဘူးအလွန်အဆင့်မြင့်တဲ့ဓမ္မဘုံထိအောင်ရောက်ပြီးတော့မြင့်မြတ်တဲ့အနေထားမျိုးနဲ့ကဘာချီပြီးတော့အသက်ရှိတဲ့ဘဝမျိုးကိုရရှိသွားနိုင်တယ်လို့ဒီလိုဆိုတာဒါမေတ္တာရဲ့အကျိုးတရားတွေကိုမြတ်စွာဘုရားကအကုန်ဟောတာတော့မဟုတ်ဘူးမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်နဲ့ကျင့်ကြံကြိုးကိုအားထုတ်လိုက်မယ်ဆိုရင်မဲ့ဉာဏ်ဖွဉာဏ်ရပြီးနောက်ဆုံးနိဗ္ဗာန်ထိအောင်ရနိုင်တယ်ဆိုတာဒီနေရာမှာဖော်ပြမထားဘူးပေါ့နော်အေးဒါကြောင့်မို့လို့အင်္ဂုတ္တရပါဠိတော်မှာလာတဲ့ဟောဒီမေတ္တာအကျိုး17မျိုးဆိုတာမေတ္တာသုတ်မှာရှင်းလင်းဟောပြတဲ့တရားဒေသနာပဲဖြစ်တယ်ဒီကနေ့ညမေတ္တာသုတ်ဟာတရားချစ်ခင်သူတော်စင်ပြိဿတ်တို့နဲ့အမြဲရင်းနှီးပြီးအမြဲတမ်းကြားနေရတဲ့ပြိကြီး17သုတ်မှာလာတဲ့မေတ္တာသုတ်ကိုအနှစ်ချုပ်ပြီးတော့ဟောပြောပေးပါမယ်။ဘာဖြစ်လို့လဲဆိုရင်ဒီမေတ္တာသုတ်မှာအဗ္ဗဓမ္မပြည့်စုံအောင်မြတ်စွာဘုရားဟောကြားပေးထားတာဖြစ်တယ်။ပြည့်စုံဟောကြားထားတဲ့အတိုင်းမိမိတို့မှာလိုအပ်တဲ့အရည်ချင်းတွေပြည့်စုံအောင်အားထုတ်လို့ထိုမေတ္တာလမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်နောက်ဆုံးကောင်းကျိုးချမ်းသာတွေရနိုင်ပုံထိအောင်မြတ်စွာဘုရားဟောကြားထားတာဖြစ်သောကြောင့်တရားချစ်ခင်သူတော်စင်ပြိဿတ်တို့အနေနဲ့အမုန်းတရားတွေပွားတဲ့ဒီကနေ့ခေတ်ကြီးထဲမှာတို့တွေမေတ္တာတရားတိုးတက်ပြီးတော့ပွားများမှသင်တော်မယ်မေတ္တာတရားကိုပွားများအားထုတ်ကြမယ်လို့ဆိုပြီးတော့ကမ္ဘာလောကကြီးအတွက်သရဝါတွေအားလုံးအေးချမ်းသာယာစီးပွားဥစ္စာတိုးတက်ဖို့အတွက်မေတ္တာထားနိုင်အောင်လို့ဟောဒီမေတ္တာသုတ်အနှစ်ချုပ်တရားကိုရှင်းလင်းပြီးတော့ဟောကြားလူတိုင်းဟာလည်းပဲပြိကြီး17သုတ်ထဲမှာပါတယ်မေတ္တာဆိုတဲ့အယံအတားနဲ့ဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကင်းငြိမ်လွင့်ပြောက်မရောက်ကြပဲစီးပွားဥစ္စာတိုးတက်တဲ့အနေအထားအတိုင်းရရှိနိုင်ကြတယ်ဒါကြောင့်မို့မေတ္တာဆိုတဲ့အမုန်းတရားကင်းစင်ပြီးတော့ရင်ထဲနှလုံးထဲကအကျိုးစီးပွားကိုလိုလားတဲ့ဒီသဘာဝတရားကိုကြိုးစားပြီးတော့တည်ဆောက်ဖို့ပါအေးမိတ်ဆွေတွေရဲ့စိတ်ဓာတ်အင်္ဂလိပ်လိုပြန်တော့မေတ္တာကို loving kindness လို့ပြန်တယ်နော်ချစ်ခင်ကျင်နာမှုဆိုတဲ့အဓိပ္ပာယ်ပေါ့ loving kindness ဆိုတဲ့မေတ္တာတရားတကယ်တော့စကားလုံးအတိုင်းဘာသာပြန်မယ်ဆိုရင်
နော် attitude of a friend လို့ဒီလိုပြန်ရင်တော့ပို့ပြီးတော့နီးစပ်တယ်ပေါ့မိတ်ဆွေတယောက်ရဲ့စိတ်နေသဘောထားလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီမေတ္တာတရားကိုမိမိတို့တဏ္ဍာမှာတည်ဆောက်ကြဖို့အတွက်မေတ္တာတုတ်ပရိတရားမှာဒီမေတ္တာတုတ်ကိုရွတ်လဲရွတ်ဖတ်လဲဖတ်ထိုမေတ္တာတုတ်မှာလာတဲ့အဓိပ္ပာယ်တွေကိုလည်းဆင်ခြင်စဉ်းစားလို့မေတ္တာဘာဝနာပွားများအားထုတ်ကြမယ်ဆိုလို့ရှိရင်တော့မိမိတို့ယင်တဲ့နှလုံးထဲမှာအမုန်းတရားကင်းစင်သည့်အတွက်ကြောင့်မျက်နာအစင်လဲကြည်လင်မယ်နော်ချမ်းသာအိပ်ဆက်ချမ်းသာလျက်နိုးအိမ်မဆိုးကင်းစတဲ့အကျိုးကျေးဇူးတွေကိုလည်းဟောအဲ့ဒီအကျိုးကျေးဇူးတွေရရှိအောင်ကောင်းကျိုးချမ်းသာကိုပေးစွမ်းနိုင်တဲ့မေတ္တာဘာဝနာကိုကြိုးစားပွားနိုင်ကြပါစေလို့ဒီကနေ့ဒီတုတ်ကိုမှတ်သားကြရအောင်အဲ့ဒီမေတ္တာတုတ်မှာမြတ်စွာဘုရားဟောတာတော့မဟုတ်ဘူးရှေးကဆရာတော်ကြီးတွေကရေးသားခဲ့တဲ့အချီနိဒန်းစကားလေးတစ်ခုပါတယ်အဲ့ဒါကဘာလို့ဆိုယတ္တာနုဘာဝတောယက္ခနေဝထတ်တင်တိဘိတနံအလုံးသူတော်စင်တွေဟာဒီတုတ်တန်ကိုနှုတ်ကနေရွတ်ဆိုနေကြတာကြားလဲကြားဘူးနေကြတာဆိုတော့ရွတ်ရင်းဖတ်ရင်းနဲ့နှလုံးသွင်းဆင်ခြင်နိုင်အောင်ယတ္တာနုဘာဝတောယက္ခနေဝထတ်တင်တိဘိတနံယက္ခဆိုတာဘုံပစိုးနတ်တွေမကောင်းဆိုးဝါးတွေအဲ့ဓာတွေကတဲ့ဒီမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ကြောက်เสียလန့်เสียအာယုန်တွေကိုမေတ္တာပွားများတဲ့ပုဂ္ဂိုလ်ကိုဘယ်တော့မှမပြကြဘူးတဲ့ဆိုလိုတာကမေတ္တာဘာဝနာပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်သို့မဟုတ်ဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်တရေစေတဲ့ပုဂ္ဂိုလ်ကိုကြောက်เสียကောင်းတဲ့နတ်ဘလူတွေကပဲဖြစ်စေတစေတရေရပဲဖြစ်စေ၆လန့်ခြင်းမပြုဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့၆လန့်ခြင်းမပြုဘူးဒီမေတ္တာရဲ့အစွမ်းတကူကြောင့်သူတို့ကလည်းကိုယ့်ကိုခင်မင်သည့်အတွက်ကြောင့်ဘယ်တော့မှကြောက်เสียလန့်เสียအာယုန်တွေကိုမပြဘူးတဲ့ဒီအဓိပ္ပာယ်ကိုဆိုလိုတယ်ယတ္တာနုဘဝတောမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ယက္ခနတ်ဘလူတို့သည်ဘိတနံကြောက်မဲ့ဖွဲ့အစင်းအာယုံကိုနတ်ဓာတ်သိတိဘယ်တော့မှမပြကြဘူးသူတို့ပြမှမြင်တာကိုဒါကြောင့်မို့လို့ဒါလည်းဟောဒီမေတ္တာတုတ်ခြင်းသို့မဟုတ်မေတ္တာတရားပွားများခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲအဲ့ဒါတွေမကဘူးတဲ့ယံမိစေဝါနုယုံစံတော့ဒါသာမကဘူးအဲ့ဒီမေတ္တာတုတ်ကိုကြိုးစားပြီးတော့ရွတ်ဖတ်မယ်သို့မဟုတ်မေတ္တာဘာဝနာကြိုးစားပြီးတော့ပွားများမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲယံမိစေဝါနုယုံစံတော်ရတ္တိန်ဓိဝမတ္တန်ဓိတောရတ္တိန်ဓိဝဆိုတာနေရောညင့်ပါအတ္တန်ဓိတဆိုတာပြည့်ခြင်းမရှိပဲနေရောညရောတတိယတဲ့အချိန်တိုင်းမပြင်းမရိဟောဒီမေတ္တာတုတ်ကိုရွတ်ဖတ်မယ်မေတ္တာကမ္မထံမေတ္တာဘာဝနာကိုကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရတော့ဒုက္ခံသူပတိချမ်းသာစွာအိပ်စက်ရတယ်ဒီအကျိုးကိုရတယ်ခုနကအင်္ဂုတ္တရနိကေမှာလာတဲ့မေတ္တာတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အကျိုး17မျိုးအဲ့ဒီ17မျိုးကိုရည်ညွှန်းတာပဲခုခေတ်မှာအိပ်ရတာလဲကောင်းကောင်းမအိပ်ရညအိပ်မပျော်ဘူးဆိုတဲ့လူတွေဟာလည်းများလာဘာဖြစ်လို့ညအိပ်မပျော်ရသလဲလို့ဆိုလို့ရှိရင်စိတ်ထဲနှလုံးထဲမှာအပူပင်နေရှိနေသည့်အတွက်ကြောင့်အိပ်မပျော်တာဖြစ်တယ်ဒါကြောင့်မို့မေတ္တာတွေပွားများအားထုတ်လို့နှလုံးသားအေးချမ်းပြီဆိုလို့ရှိရင်ဒုက္ခံသူပတိချမ်းချမ်းသာသာအိပ်စက်ရတယ်တုတ်တော့အိပ်ပျော်နေတဲ့အခါမှာလဲပါပံကိဉ္စိနပ္ပတ္တိမကောင်းတဲ့အိပ်မက်တစ်စုံတစ်ခုမှမမက်ဘူးတဲ့တချို့ကြတော့အိပ်တော့အိပ်ပျော်ပါရဲ့အိမ်မက်ထဲမှာကြောက်စရာလန့်စရာတွေအိမ်မက်တွေနဲ့လန့်လန့်ပြီးတော့နိုးရတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲ
မေတ္တာဘာဝနာကိုကြိုးစားပြီးတော့ပွားများအထောက်ပေးရမယ်သို့မဟုတ်ဟောဒီမေတ္တာတုတ်ကိုရွတ်ဆိုကြရမယ်ဒီလိုဆိုလိုတာဧဝမာတိခုနုပေတံယခုလိုအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ပြည့်စုံတဲ့ဒီမေတ္တာတုတ်ကိုဧဝမာတိခုနုပေတံပရိတံတမ္ပနာမဟေအယန္တာဖြစ်တဲ့ဟောဒီမေတ္တာတုတ်ကိုတို့တွေရွတ်ဆိုကြပါစို့လားလို့ဒီလိုအားပေးစကားပြောတဲ့အဓိပ္ပာယ်ရတယ်ပေါ့ခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဟောဒီမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ကြောက်လန့်ွယ်အာယုန်တွေကိုဘလူတရေတွေကမပြကြဘူးမေတ္တာတုတ်ပေါ်မှာအမြဲတမ်းရွတ်ဖတ်တရေစေမယ်မေတ္တာဘာဝနာပွားများအားထုတ်မယ်နေရောညရောမပြင်းမရိမေတ္တာဘာဝနာကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ချမ်းသာသာအိပ်ဆက်ရတယ်အိပ်ပျော်နေတဲ့အခါမှာလည်းအိမ်မဆိုးမမဲ့ရဘူးစတဲ့ခုံကျေးဇူးတွေအကျိုးကျေးဇူးတွေကိုပေးနိုင်တဲ့ဟောဒီမေတ္တာတုတ်ပရိတရားတော်ကိုတို့တွေရွတ်ဖတ်ကြပါစို့လားလို့ဒီလိုဆိုလိုတာပေါ့နော်တိုက်တွန်းနှိုးဆော်တဲ့စကားလေးတစ်ခုကောင်းပြီဒါကမြတ်စွာဘုရားဟောတဲ့စကားမဟုတ်သေးဘူးမြတ်စွာဘုရားကစပြီးတော့ဘယ်ကစဟောတော့ဆိုရင်ကရဏီယမထကုသလေနယန္တတန္တံပဒံအဘိသမစ္ဆာတဲ့ဒါပါဠိဘာသာနဲ့ဟောထားပေမဲ့လို့ဘုန်းကြီးတို့အဓိပ္ပာယ်ကိုနားလည်မယ်ဆိုရင်အင်မတန်မှနှစ်သက်စရာကောင်းပါအဲ့မှာရွရင်းဖတ်ရင်းနဲ့ကရဏီယမထကုသလေနကရဏီယံအထကုသလေနဆိုလိုတဲ့အဓိပ္ပာယ်ကအထကုသလဆိုတာအကျိုးစီးပွားဆောင်ရွက်ရမယ့်ကိစ္စမှာလိမ္မာကျွမ်းကျင်လိမ္မာကျွမ်းကျင်တယ်ဆိုတာစီးပွားလုပ်ရင်လည်းစီးပွားရေးဘက်မှာလိမ္မာကျွမ်းကျင်တယ်လူမှုရေးကိစ္စလုပ်ရင်လည်းလူမှုရေးကိစ္စမှာလိမ္မာကျွမ်းကျင်တယ်မေတ္တာဘာဝနာပွားများအထောက်မယ်ဆိုရင်လည်းမေတ္တာဘာဝနာနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်တယ်ဘယ်ကိစ္စမှာမဆိုလိမ္မာကျွမ်းကျင်မှုရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတာပေါ့အကျိုးရှိမဲ့အလုပ်ကိုလုပ်တတ်တဲ့ပုဂ္ဂိုလ်ဟာလိမ္မာကျွမ်းကျင်သူလို့ဒီလိုဆိုရတယ်အဲ့ဒီလိမ္မာကျွမ်းကျင်နေတဲ့ပုဂ္ဂိုလ်တရားဟာယန္တတန္တံပဒံအဘိသမစ္ဆာစိတ်နှလုံးအေးချမ်းပြီးတော့ဆင်းရဲခတ်သိမ်းချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုရည်မျှော်ပြီးတဲ့အခါမှာတဲ့ကရဏီယလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ပါလို့ဒီလိုဆိုလို့အဲ့တော့နိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့ကိုကျိုးကိုစီပွားကိုအတွက်အကျိုးရှိတဲ့အလုပ်မှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့အကျိုးရှိတဲ့အလုပ်ကိုလုပ်ရမယ်လို့ဒီလိုဆိုလို့လေပေါ့ဒါဟာလည်းပဲမြတ်စွာဘုရားရဲ့လမ်းညွှန်မှုတစ်ခုပဲအေးစီးပွားရေးဆိုလဲကိုအကျိုးရှိတဲ့စီးပွားရေးလုပ်ရမှာပဲလူမှုရေးဆိုတာလဲအများအကျိုးစီးပွားရှိတဲ့ဟာမျိုးလုပ်ရတယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့မိမိရဲ့ဘဝမှာတစ်ဆင့်ပြီးတစ်ဆင့်မြင့်သွားအောင်မိမိရဲ့တဏ္ဍာမှာအမုန်းတရားတွေကင်းပြီးတော့မေတ္တာတရားတွေတိုးတက်ပွားများလာအောင်လုံနီးကင်နီးကိုတည်တဲ့ပုဂ္ဂိုလ်မှန်သမျှအထကုသလပဲအလုတ်ကိစ္စမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့တယ်အဲ့ဒီကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့နိဗ္ဗာန်ကိုရည်မျှော်ပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရည်မျှော်ပြီးတော့လှုပ်တဲ့အလုပ်တစ်ခုကိုလုပ်ပါလို့ဒီလိုဆိုလိုတာပေါ့ဒီနေရာမှာမေတ္တာဘာဝနာပွားများအထောက်ခြင်းကိုလုပ်ပါလို့ဒီလိုအဓိပ္ပာယ်ရတယ်ဟောအဲ့တော့လုပ်ပါလို့ဆိုတဲ့အခါမှာဟုတ်ပြီအဲ့ဒီလုပ်ပါလို့ပြောတဲ့ထဲမှာအထကုသလအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုအကျိုးရှိအောင်လိမ့်လိမ့်မာလုံနိုင်စွမ်းရှိတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာလုပ်တယ်လို့ဆိုတော့သူ့မှာအရည်အချင်းတွေဘာတွေလိုအပ်တယ်လဲမိမိရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာတရားကိုတည်ဆောက်ခြင်းပြီးဆိုရင်လိုအပ်တဲ့အရည်အချင်းတွေရှိတယ်စီးပွားရေးလုပ်ရင်လည်းလိုအပ်တဲ့အရည်အချင်းတွေရှိတယ်ကျန်းမာရေးအတွက်လုပ်ရင်လည်းလိုအပ်တဲ့အရည်အချင်းတွေဆိုတာရှိတာပဲ
အဲ့တော့မေတ္တာဘာဝနာပွားများဖို့အတွက်လိုအပ်တဲ့အရည်အချင်းတွေကဘာလဲအရည်အချင်းဆိုတာရှိရအလုပ်တစ်ခုကိုပေးတော့မယ်ဆိုလို့ရှိရင်လူရဲ့အရည်အချင်းကိုအရင်မေးကြတာပဲလေနောက်ဆုံးမှအရည်အချင်းကိုစစ်ကြစစ်ဆေးမေးမြန်းပြီးတော့မှအရည်အချင်းရှိတဲ့ပုဂ္ဂိုလ်မှအလုပ်မှယာဓုခန့်လေးရှိကြတာဟုတ်ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားများတော့မယ်ဆိုလို့ရှိရင်လေလိုအပ်တဲ့အရည်အချင်းတွေဟာ15မျိုးရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေဒီအရည်အချင်းတွေကိုကိုယ်တဏ္ဍာမှာပြည့်အောင်အရင်ကြိုးစားရမယ်ဒီလိုဆိုလို့ကိုယ်အကျိုးရှိတဲ့အလုပ်ကိစ္စကိုလုပ်ဖို့အတွက်လိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့အရည်အချင်းတွေကဘာတွေလဲလို့ဆိုရင်သက်ကောစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စွမ်းနိုင်တယ်လို့ဆိုတာနံပါတ်1ယုံကြည်ချက်ရှိရမယ်နော်နံပါတ်2ကျမ်းမာရေးကောင်းရမယ်ဟောယုံကြည်ချက်ရှိမှကိုလုပ်တဲ့အလုပ်လုပ်နိုင်စွမ်းရှိကျမ်းမာရေးကောင်းမှလည်းပဲလုပ်နိုင်တယ်ဟောကျမ်းမာရေးမကောင်းရင်လည်းမလုပ်နိုင်ဘူးလေယုံကြည်ချက်လည်းရှိရမယ်ကျမ်းမာရေးလည်းကောင်းရအဲ့ဒီထဲမှာကျမ်းမာရေးကောင်းဆိုတဲ့ထဲမှာအရေးကြီးတဲ့တစ်ခုကဘာလို့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာအစာအာဟာရနဲ့ပတ်သက်ပြီးတော့ဝမ်းမီကောင်းတဲ့မျှတတဲ့ဝမ်းမီရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်လို့ဒီလိုဆိုလို့လေဝမ်းမီကတိတ်ထက်လွန်အားကြီးလို့ရှိရင်ခဏခဏစာသည့်အတွက်ကြောင့်အစာအာဟာရဘက်မှာမက်မောပြီးတော့ချိန်ဖြုံးတတ်တဲ့အနေအထားမျိုးရသွားဝမ်းမီညံ့သွားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းအစာမကြေယောဂဖြစ်တတ်တယ်ဝမ်းမီထက်လွန်အားကြီးလို့ရှိရင်လည်းအစာအိမ်ယောဂဖြစ်လာတတ်တယ်အဲ့ဒါကြောင့်မို့လို့ကျမ်းမာရေးအတွက်ကဘာလို့ဆိုရင်မြတ်တဲ့ဝမ်းမီရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဆိုတာကျမ်းမာရေးအတွက်အရေးကြီးတဲ့အားတစ်ခုဘာဖြစ်လို့တော့ဆိုရင်ယောဂဝေဒနာတွေများသောအားဖြင့်အစာအာဟာရနဲ့ဆက်နွယ်ပြီးတော့နေလေးရှိတယ်ပေါ့ဝမ်းမီသိကောင်းလွန်အားကြီးတဲ့ပုဂ္ဂိုလ်ဟာအခုစားလိုက်တော့ကြစားလိုက်အခုစားလိုက်တော့ကြစားလိုက်ဆိုတော့မတည့်တာတွေလည်းစားမိသွားနိုင်တယ်ပေါ့ဝမ်းမီကထက်လွန်အားကြီးလို့ရှိရင်လည်းကျန်းမာရေးထိခိုက်တတ်တယ်ဝမ်းမီကနှုတ်လွန်အားကြီးတယ်ညံ့လွန်အားကြီးတယ်ဆိုလို့ရှိရင်လည်းအစာမကြေတဲ့ယောဂဝေဒနာတွေဖြစ်လာအစာမကြေဘူးဆိုတာဟာယောဂအလုံးရဲ့အခြေအမြစ်ပဲလို့အာယုဝေဒစေချမ်းတွေမှာရောဂမူလံအဇိနကံနဲ့အဇိနကံအစာမကြေမှုဟာရောဂမူလံယောဂပေါင်းစုံရဲ့အခြေခံပဲဖြစ်တယ်ဆိုဟောအစာအာဟာရနဲ့ပတ်သက်လာလို့ရှိရင်လေအစာကြေဖို့ကလည်းလိုအပ်တယ်ဒါကြောင့်မို့သက်ကောလို့ဆိုတဲ့ထဲမှာတစ်ယုံကြည်ချက်ရှိရမယ်နှစ်ကျမ်းမာရေးကောင်းရမယ်သုံးမြတ်တဲ့ဝမ်းမီရှိရမယ်လေးကြိုးစားအထောက်မှုရှိရမယ်ဆိုတဲ့ဗราဏိယင်္ဂတရားတွေကအင်္ဂါရက်တွေကဒီထဲမှာမြတ်စွာဘုရားထည့်သွင်းပြီးတော့ဟောတာဒါကြောင့်မို့လို့သက်ကောလုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါလို့ဖြစ်အောင်စွမ်းရည်တဲ့လုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့လူဖြစ်ရမယ်မယုံကြည်ရင်လည်းလုံနိုင်စွမ်းမရှိဘူးမကျမ်းမာရင်လည်းလုံနိုင်စွမ်းမရှိဘူးကြိုးစားအထောက်မှုခင်းလို့ရှိရင်လည်းလုံနိုင်စွမ်းမရှိဘူးတဲ့ဒါကြောင့်မို့လို့လုံနိုင်စွမ်းရှိတယ်ဆိုတဲ့သက်ကောဆိုတဲ့စကားလုံးလေးထဲမှာဒီအဓိပ္ပာယ်တွေဝင်တယ်လို့ဒီလိုဆိုလိုတယ်ဥစုစသူဟုစုစဥစုဆိုတာလုတ်ပြီးဆိုတဲ့အခါမှာအရေးကြီးတာပါတော့ဆိုရင်ဖြောင့်မှန်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်သူဟုစုအလုံးကိုရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့တော့အပြောဆိုအပြုမှုအားဖြင့်လည်းပဲဖြောင့်မတ်တယ်စိတ်နေသဘောထားအားဖြင့်လည်းဖြောင့်မတ်တယ်စွမ်းနိုင်တဲ့တတ္တိရှိတဲ့အပြင်မှာရိုးသားဖြောင့်မတ်ခြင်းအလွန်ကိုရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ဒီအင်္ဂါနှစ်ချက်နဲ့လည်းပြည့်စုံမှုလိုတယ်လောကလူတွေကအပြောကတစ်မျိုးအလုပ်ကတစ်မျိုးစိတ်ထဲကတစ်မျိုးပြောတာကတစ်မျိုးဆိုရင်ရိုးသားမှုမရှိဘူးရိုးသားမှုမရှိတဲ့ပုဂ္ဂိုလ်တယောက်ကသူများအပေါ်မှာမေတ္တာထားဖို့ဆိုတာအမတ္တမခက်ခဲ
မေတ္တာတရားတည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ရိုးသားမှဖြောင့်မတ်မှမေတ္တာတရားဆိုတာတည်ဆောက်လို့ရတယ်ဒါကြောင့်မို့ရိုးသားရမယ်လုံးဝရိုးသားရမယ်လို့ဒီလိုဆိုလိုတာနော်ဥစုစသူဟုစုစအဲ့ဒီအင်္ဂါအချက်ကအင်တမအရေးကြီးတယ်ခဏခေတ်လိုခေတ်မျိုးမှာလူတွေကပြောကြတယ်နော်လူရိုးဆိုတာသင်္ချိုင်းမှာရှိတယ်လူတွေကရိုးသားမှုနဲလာတဲ့အခါလူတွေကအဲ့လိုပြောလာကြတယ်နော်ရိုးတယ်ဆိုတာလူရိုးဆိုတာသင်္ချိုင်းမှသာရှိတယ်အခုသင်္ချိုင်းတောင်ရဖို့သိမလွယ်ဘူးမီးရှို့ပစ်တာဆိုတော့အဲ့တော့ရိုးသားဖြောင့်မတ်မှုဆိုတာအင်မတန်မှအရေးကြီးတယ်မေတ္တာတည်ဆောက်ဖို့အတွက်နောက်တစ်ခုလိုအပ်တာဘာတော့ဆိုလို့ရှိရင်မေတ္တာတည်ဆောက်တယ်ဆိုတာကိုကအတိုင်းအဝိုင်းနဲ့နေတာကိုအတိုင်းအဝိုင်းနဲ့နေတဲ့အခါကျတော့နောက်တစ်ခုလိုအပ်ချက်ကသူဝေသောတဲ့သူဝေသောသတ္တအဲ့ဒီပုဂ္ဂိုလ်ဟာပြောလို့ဆိုလို့လွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လည်းလိုသေးတယ်နော်အပြောဆိုလွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ရအကယ်၍အပြောဆိုအခက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာဘယ်လိုမှမေတ္တာတရားတည်ဆောက်နိုင်မှာမဟုတ်ဘူးပြောရခက်တယ်အပြောဆိုခက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာသူကိုယ်တိုင်ကလည်းမေတ္တာမထားနိုင်ဘူးတခြားပုဂ္ဂိုလ်တွေကလည်းသူ့ပေါ်မှာမေတ္တာပြတ်နိုင်တယ်တဲ့ဒါကြောင့်မို့လို့မေတ္တာတရားတည်ဆောက်မဲ့ပုဂ္ဂိုလ်ဟာအပြောဆိုလွယ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေတငယ်ချင်းတွေကအကြံဉာဏ်ပေးရင်နားထောင်တယ်လက်ခံတယ်မိဘဆွေမျိုးတွေကအကြံဉာဏ်ပေးရင်နားထောင်တယ်လက်ခံတယ်ဆရာသမားတွေကအကြံဉာဏ်ပေးရင်လည်းနားထောင်တယ်လက်ခံတယ်ပြောလို့ဆိုလို့အင်တာမကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုအပ်တယ်အပြောဆိုခက်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်လူတကာကရှောင်သွားကြတယ်ဒါကြောင့်မို့သူကလည်းမေတ္တာမရဘူးသူကလည်းသူများပေါ်မှာမေတ္တာမထားနိုင်ဘူးဒါကြောင့်မို့သူဝေသောသတ္တပြောလွယ်တဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်လို့ဒီလိုဆိုတာနောက်တစ်ခုကဘာလို့ဆိုမုထုအနာမုထုဆိုတာနုညံ့ရမယ်တိမ်မွေးရမယ်လို့အဓိပ္ပာယ်ရနောက်ကလူတွေဟာဒေါသထွက်လာလို့ရှိရင်နုညံ့ခြင်းတိမ်မွေးခြင်းစိတ်နှလုံးရဲ့နုညံ့မှုဆိုတာမရှိဘူးနုညံ့တာဆိုတာနဲ့ပျော့ညံ့တာနဲ့တခြားစီပဲနုညံ့မှုတိမ်မွေးမှုဆိုတာရှိရတယ်ဒေါသနဲ့ခက်ထန်တဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်မေတ္တာတရားဟာပတ်ဝန်းကျင်ကလည်းသူ့အပေါ်မှာမေတ္တာပြည့်မယ်သူကလည်းမေတ္တာတည်ဆောက်ဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ဒေါသခက်ထန်တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘဲနဲ့စိတ်နှလုံးနူးညံ့ပျော့ပြောင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့နေဒီလိုဆိုလို့တယ်လောကလူတွေထဲမှာသဘောထားခက်ထန်တယ်ဆိုတဲ့လူတွေရှိတယ်လေဟာလိုင်းနာဆိုတာခေါ်ကြတာပေါ့ခုခေတ်သဘောထားတင်းမာသူတွေအဲ့ဒီတင်းမာသူတွေဟာမေတ္တာရဖို့ခက်တယ်ပေါ့သူတို့ကိုယ်တိုင်ကလည်းအများပေါ်မှာမေတ္တာထားတယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့ဒါကြောင့်မို့လို့တင်းမာတဲ့လိုင်းမျိုးမဖြစ်ရဘူးပြောလို့ဆိုလို့လွယ်ပြီးတော့သဘောထားပျော့ပြောင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒီလိုဆိုလိုတာပေါ့ဟောနောက်တစ်ခုကဘာတော့ဆိုရင်အနာတိမာနိတဲ့မာနကြီးလွန်းတာမဖြစ်စေရမာနဆိုတာရှိတဲ့လောက်တော့ရှိရမာနဆိုတာဘယ်လိုမာနမျိုးတော့ရှိတဲ့တယ်လဲဆိုရင်ကောင်းကျိုးချမ်းသာဘက်ကိုဥတည်သွားတဲ့မာနမျိုးဆိုပါစို့သူတို့တောင်လုံနိုင်နေတာငါဘာလို့မလုံနိုင်ရမှာလဲသူတို့တောင်မှပဲကြီးပွားတာငါလည်းဘာလို့မကြီးပွားနိုင်ရမှာလဲသူလည်းပညာတတ်တယ်ငါလည်းပညာဘာလို့မတတ်နိုင်ရမှာလဲသူလည်းထွေးစားတာပဲငါလည်းထွေးစားတာပဲငါလည်းဖြစ်အောင်လုပ်မယ်ဆိုတဲ့မာနမျိုးလေးကတော့ရှိရမယ်လို့ဒီလိုဆိုလိုတယ်နော်အဲ့ဒီမာနမျိုးကရှိရမယ်အဲ့ဒီမာနတဲ့ပိုလွန်သွားတဲ့အတိမာနဘယ်သူမှခရီးမဆိုင်ဘူးဟဲ့ဆိုတဲ့မာနမျိုးနော်ဘယ်သူမှလူမထင်ဘူးဆိုတဲ့မာနမျိုးကြပိုးဆိုးသွားတယ်နော်အဲ့တော့သူများကိုလူမထင်ရင်သူလည်းလူထင်မှာမဟုတ်တော့ဘူးပေါ့အဲ့ဒီလိုလွန်ကဲတဲ့မာနမျိုးတော့မရှိစေရဘူးသို့တော့
ထားတဲ့နဲ့မာနမျိုးတော့ရှိရမယ်ကိုယ်ရည်ချင်းကိုယုံကြည်တယ်ဖြစ်အောင်လုပ်မယ်မဖြစ်မနေရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမာနမျိုးတော့လူတိုင်းမှာရှိတဲ့တယ်ဒါကြောင့်မို့မေတ္တာတရားတည်ဆောက်တဲ့အခါမှာအဲ့ဒီတဲ့ပုံမူတဲ့သူများပေါ်မှာစော်ကားတဲ့မာနမျိုးမရှိစေရဘူးလို့မာနကြီးလွန်အားကြီးရင်ပတ်ဝန်းကျင်ကလည်းသူ့ကိုရှောင်သွားနိုင်တယ်သူကလည်းပဲအများပေါ်မှာမာနတွေတခွဲသားဖြစ်နေသည့်အတွက်ကြောင့်မေတ္တာတရားတည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဒီလိုဆိုလိုတာနော်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့တက်ကောဥစုစာသူဟုစုစာသူဝဆောသတ္တမုဒုအနာတိမာနိဆိုအင်္ဂါ6ချက်ရှိသွားနော်အရည်ချင်းကိုရွေးချယ်တာဓမေတ္တာပွားမဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုဒီအင်္ဂါရက်တွေနဲ့ပြည့်စုံအောင်လုပ်ဖို့လိုအပ်တယ်လို့ဒီလိုပြောတာနော်နောက်တစ်ခုရှိရမယ့်အရည်ချင်းတွေကဘာတွေလဲလို့ဆိုလို့ရှိရင်နော်တန်တုတ်တကောစာတန်တုတ်တကဆိုတာတန်ဆိုတာကိုယ်မှာရှိတာတုတဆိုတာကျင့်တတ်တာကိုယ်ရှိတာနဲ့ကျင့်တတ်တယ်ကိုယ်ရှိတာနဲ့ကျင့်တတ်သည့်အတွက်ကြောင့်သူများဟာကိုရကျင်တဲ့စိတ်မရှိဘူးဒီလိုဆိုလိုတာပေါ့နော်ကိုယ်ရှိတာနဲ့မကျင့်တတ်တဲ့လူကသူများဟာကိုရကျင်လာတော့ပြဿနာတက်တယ်ပေါ့ဒါကြောင့်မို့ကိုယ်ရှိတာနဲ့ကျင့်တတ်နိုင်ဖို့လိုအပ်တယ်ကိုယ်ဟာနဲ့ကျင့်တတ်ဖို့လိုအပ်တယ်နောက်တစ်ခုကရှိတာနဲ့ကျင့်တတ်တယ်အဓိပ္ပာယ်တစ်ခုကရှိတာနဲ့ကျင့်တတ်တယ်နောက်အဓိပ္ပာယ်တစ်ခုတော့မြတ်တစွာကျင့်တတ်တယ်ဓာတ်လူညီသူကျင့်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့ဘယ်လိုဟာပဲဖြစ်ဖြစ်ကိုယ်စိတ်ထဲမှာမကျေမနပ်ကြီးဖြစ်နေတာဟာမကောင်းဘူးကျေနပ်မှုရှိနေရမယ်ကျေနပ်မှုရှိမှမေတ္တာဆိုတာတည်ဆောက်လို့ရမယ်မကျေမနပ်တွေဖြစ်နေလို့ရှိရင်လည်းမေတ္တာတည်ဆောက်လို့မရနိုင်ဘူးတဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လေကိုယ်ရှိတာနဲ့ကိုယ်ဟာနဲ့ကျေနပ်ရမယ်သူများဟာကိုမျက်စောင်းမထိုးရဘူးရှိတာနဲ့ကျေနပ်ရမယ်မရှိတာကိုသွားပြီးတော့မျက်စောင်းမထိုးရဘူးမြတ်ညီမြစွာကျေနပ်မှုနဲ့လည်းရှိရမယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါမှမေတ္တာတည်ဆောက်ဖို့အတွက်လွယ်ကူတယ်သူကရောဆိုတာတစုံတစ်ယောက်ကကိုယ့်ကိုပြုစုတယ်ဥပမာမိသားစုမှာဆိုလို့ရှိရင်အိမ်ရှင်မျိုးသမီးကချက်ပြုတ်ကျွေးတယ်ကျန်တဲ့လူတွေကချက်ပြုတ်ကျွေးတာကိုမကြိုက်ဘူးကြီးများနေတယ်ဆိုရင်ချက်ကျွေးတဲ့လူဟာမေတ္တာဖြစ်ဖို့ခဲရင်သွားတယ်ပေါ့နော်အဲ့တော့သူပရဆိုတာဒီလိုမဖြစ်ရဘူးဆိုလိုတာကသူပရမဖြစ်လို့ရှိရင်ဘာဖြစ်လဲကြီးများတယ်အင်္ဂလိပ်လိုတော့ fastidious လို့ခေါ် fastidious ဆိုတာဇီစာကြောင်းတာဟိုဟာဖြစ်မကြိုက်ဘူးဒါဖြစ်မကြိုက်ဘူးနဲ့ကြီးများတဲ့ဟာမျိုးတွေကမေတ္တာပြည့်စုံနိုင်တယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့မေတ္တာမပြည့်ရအောင်ဘာဖြစ်ဘာနဲ့ပဲကြွေးနော်အများလုပ်ပေးတာကိုကျင့်တတ်နိုင်တဲ့သဘောရှိရမယ်အဲ့တော့ပြုလို့စုလို့လွယ်ကူတဲ့ပုဂ္ဂိုလ်ဖြစ်ရအပြုစုခက်တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေရဘူးတဲ့အပြုစုခက်လာပြီဆိုလို့ရှိရင်ပြုစုတဲ့ပုဂ္ဂိုလ်ရဲ့မေတ္တာမရနိုင်ဘူးသူကိုယ်တိုင်ကလည်းတစ်ဖက်သားပေါ်မှာမေတ္တာမတည်ဆောက်နိုင်ဘူးဒါကြောင့်မို့လို့အချင်းချင်းမေတ္တာတရားခန်းချောက်သွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကသူပရပြုစုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒီလိုခေါ်တာဒါလည်းမေတ္တာတရားတည်ဆောက်တဲ့နေရာမှာအရေးပါတဲ့အင်္ဂါရပ်တစ်ခုပဲဖြစ်တယ်ပေါ့တန်တုတ်တကောစသူပရောစအပ္ပကိသောစတန်လဟုကဝုဒ္ဓိအပ္ပကိစ္စဆိုတာမေတ္တာတရားကြိုးစားအားထုတ်နေတဲ့အချိန်မှာဟိုကိစ္စဒီကိစ္စတွေနဲ့ဗျာများမနေသင့်ဘူးပေါ့ကိစ္စတွေနဲပါအောင်လုပ်ပြီးတော့မှမေတ္တာဘာဝနာပွားရမယ်လို့ဒီလိုဆိုလိုတာပေါ့ကိစ္စတွေမများစေရဘူးအလုပ်ကိစ္စတွေမများစေရအလုပ်ကိစ္စမများစေရဘူးလို့ဆိုတဲ့ဟာမေတ္တာဘာဝနာပွားဖို့အချိန်ရအောင်လို့ပြောတဲ့စကားမျိုးသာဖြစ်တယ်ပေါ့အဲ့တော့
ကိစ္စများလွန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမေတ္တာဘာဝနာပွားဖို့အချိန်မရနိုင်ဘူးအချိန်မပေးနိုင်ဘူးဆိုတာမဖြစ်စေရဘူးလို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့ကိစ္စများနေလို့ရှိရင်လည်းခိတ္တရပ်တန့်ပြီးတော့ရပ်နာပြီးတော့အချိန်ယူပြီးတော့လှုပ်ရမယ်လို့ဒီလိုပြောလို့ရင်းပဲပေါ့အပ္ပခိသောစတန်လဟုကဝဋ္တိနော်အသက်မွေးတဲ့အခါမှာပေါ့ပေါ့ပါပါအသက်မွေးတဲ့ပုဂ္ဂိုလ်မျိုး symbol like ပေါ့တကယ့်ကိုရိုးရိုးနေတဲ့ပုဂ္ဂိုလ်မျိုးလောကမှာလူတွေမှာဝတ်စားဆင်တာလဲကိန်းကြီးခန်းကြီးမရှိဘူးရိုးရိုးနေတယ်ရိုးရိုးဆက်ဆံတယ်ပြောဆိုတယ်ဆိုလို့ရှိရင်လူတိုင်းကလည်းသူ့ဘောမှာမေတ္တာရောက်ကြသူကိုယ်တိုင်ကလည်းပဲအများဘောမှာမေတ္တာထားနိုင်တဲ့အနေအထားမျိုးရှိတယ်ကိန်းကြီးခန်းကြီးများနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှအများဘောမှာမေတ္တာထားနိုင်မှာမဟုတ်ဘူးသူ့ကိုလည်းမြင်တဲ့ပုဂ္ဂိုလ်တွေကလည်းမေတ္တာထားနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့တန်လဟုကဝဋ္တိပေါ့ပေါ့ပါပါအသက်မွေးတတ်တဲ့ပုဂ္ဂိုလ်ရိုးရိုးသားသားရိုးရိုးလေးနေတတ်တဲ့ပုဂ္ဂိုလ်မျိုးလဲဖြစ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုလိုတာဟောနောက်တစ်ခုကြတော့ဘာတော့ဆိုတန်တိန်တရိယောစာတန်တိန်တရိယဆိုတာငြိမ်သက်အေးချမ်းတဲ့အိန္ဒိယရှိရမယ်ဒါကအရက်ထဲမှာပြောသလိုအိန္ဒိယမရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာမဟုတ်ဘူးငြိမ်းချမ်းတဲ့အိန္ဒိယရှိတယ်ဆိုတာဘာလဲဆိုရင်မျက်စိကမြင်ပြီးစိတ်လှုပ်ရှားမှုတွေသိပ်မဖြစ်ဘူးနားကအတန်ကြားပြီးစိတ်လှုပ်ရှားမှုတွေသိပ်မဖြစ်ဘူးနှာခေါင်းကအနံ့ရပြီးလျှာကအရသာခံပြီးခန္ဓာကိုယ်ကအထီးတွေတွေ့ပြီးစိတ်ထဲကစိတ်ကူးကြံစီပြီးအဲ့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့ခဏမငြိမ်တဲ့လောဘဒေါသဆိုတာမဖြစ်စေရဘူးအိန္ဒိယရနေနိုင်ရမယ်လို့ဒီလိုဆိုလိုတာနော်လက်ရှိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဟောဒီအိန္ဒြေ6ပါးအိန္ဒြေ6ပါးနဲ့ပတ်သက်လာတဲ့အခါမှာစိတ်လှုပ်ရှားမှုတွေများပြားပြီးလောဘဒေါသတွေများပြားလာတဲ့ပုဂ္ဂိုလ်ဟာငြိမ်းချမ်းတဲ့အိန္ဒြေမရှိဘူးလို့ဒီလိုဆိုလိုတယ်အဲ့ဒါလို့စိတ်လှုပ်ရှားပြီးငြိမ်းချမ်းမှုမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းမေတ္တာထားဖို့ခက်ခဲလာတယ်သူ့ရဲ့တဏ္ဍာမှာမေတ္တာတည်ဆောက်ဖို့ခက်တယ်သူ့ကိုကြည့်ပြီးတော့လေအများကမေတ္တာဖြစ်ဖို့ဆိုတာလည်းခက်လာတယ်ဒါကြောင့်မို့တန်တိန်တရိယငြိမ်သက်တဲ့အေးချမ်းတဲ့အိန္ဒိယမျိုးရှိအောင်လဲစိတ်နှလုံးအေးချမ်းသူဖြစ်အောင်လဲကြိုးစားအထောက်ရမယ်လို့ဒီလိုဆိုလိုတာဟောနောက်တစ်ခုကဘာတော့ဆိုနိပကောဆိုတာပညာအသိပညာရှိဖို့လိုတယ်ဆင်ခြင်တုံတရားပေါ့လောကမှာလူတွေမှာပညာနည်းလာပြီဆိုလို့ရှိရင်မှားမှားယွင်းယွင်းနေလုံးမိတတ်တယ်ပေါ့အဲ့ဒါလို့မှားမှားယွင်းယွင်းနေမလုံးမိအောင်ပညာနည်းတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်အောင်လေကြိုးစားအထောက်အောင်မယ်ပညာကိုမိမိတဏ္ဍာမှာရလာအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ရှင်းကျက်တဲ့ပညာမျိုးလည်းရှိရမယ်လို့ဒီလိုဆိုလိုတယ်ပေါ့နောက်တစ်ခုကအပ္ပခတ်ဘောပက္ခဖဆိုတာရိုင်းပြအမှုအရာမယဉ်ကျေးတာကိုဆိုလို့လေအပြောဆိုမယဉ်ကျေးဘူးအပြုအမူမယဉ်ကျေးဘူးရိုင်းဆိုင်ရှိတယ်နော်ပြောတာဆိုတာရိုင်းဆိုင်တယ်သွားတာလာတာနေတာထိုင်တာဆက်ဆံတာအလုံးဟာရိုင်းပြဖြစ်တယ်စိတ်ဓာတ်ကလည်းရိုင်းဆိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာသူများပေါ်လဲမေတ္တာတည်ဆောက်နိုင်မှာမဟုတ်ဘူးသူ့ပေါ်မှာလဲသူကလည်းပဲဒီသူ့ပေါ်လဲတခြားလူတွေကမေတ္တာရောက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အပြန်အလှန်မေတ္တာမရောက်နိုင်သည့်အတွက်ကြောင့်အပခပရိုင်းပြမှုတွေမရှိစေနဲ့လိမ္မာရမယ်ယဉ်ကျေးရမယ်သိမ်မွေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ရိုင်းပြတဲ့အမှုအရာအပြောဆိုတွေကရှောင်ရှားရမယ်ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါကိုအပခပပေါ့ကုလေသွားနာနုခိတ်တော်ယဟန်တန်ဃာတွေနဲ့ပတ်သက်လာလို့ရှိရင်ယဟန်တန်ဃာတွေတဲ့တရားဓမ္မတွေအပေါ်မှာခင်မင်လွန်လို့ရှိရင်မကောင်းဘူးလို့ဒီလိုဆိုလို့ရတယ်ပေါ့လူလောကလူတွေထဲမှာလည်းပဲတယောက်အပေါ်မှာခင်မင်လွန်တဲ့စိတ်တွေများလာလို့ရှိရင်အများအပေါ်မှာမေတ္တာထားဖို့ခက်ခဲလာတတ်တယ်ပေါ့
ကိုနဲ့ရင်းနှီးတဲ့မိတ်ဆွေသင်္ကာတခြားလူနဲ့ပေါင်းသင်းဆက်ဆံတာကိုမကြိုက်နိုင်တဲ့အနေအထားမျိုးတွေဖြစ်လာလို့မေတ္တာပြတ်တတ်တယ်တဲ့ဒါကြောင့်မို့ကုလေသွားနာနုခိတ်တော်ကိုယ့်ရဲ့ယဟန်နေအနေနဲ့ပြောရင်ကိုယ့်ရဲ့ချီညိုကိုးဝယ်တဲ့ဒကာဒကမအပေါ်မှာတွေ့တာလွန်တာမကောင်းဘူးမိတ်ဆွေသင်္ကာတွေအပေါ်မှာတွေ့တာလွန်တာလည်းမကောင်းဘူးလို့ဒီလိုဆိုလိုတယ်ပေါ့အေးအဲ့ဒါလို့တွေ့တာလွန်မှုတွေဖြစ်လာလို့ရှိရင်မေတ္တာတည်ဆောက်ဖို့ခက်တယ်နာသခုဒ္ဓမာစေကိဉ္စီယေနဝေညုပရိဥပဝရေယံယေနဝေညုပရိဥပဝရေယံဆိုတာပညာရှိတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကဟိုကိစ္စဒီကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အပြစ်တင်လာတတ်တယ်ပေါ့မဟုတ်တာလေးတွေလုပ်ရင်အပြစ်တင်လာတတ်တယ်အဲ့ဒီအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေပြောစရာဆိုစရာဖြစ်လောက်အောင်အစွမ်းအစအလေးတွေကိုမဖြစ်စေနဲ့လို့ဒီလိုဆိုလိုတယ်နာသခုဒ္ဓမာစရိကိဉ္စီနော်အသေးဖွဲလို့ထင်ရပေမဲ့လို့အများပညာရှိအများအပြစ်တင်စရာအလုပ်များကြံတဲ့အလုပ်တွေအများကအမြင်ကပ်เสียအလုပ်တွေမှန်တယ်များအကုန်လုံးရှောင်ရမယ်လို့ဒီထဲမှာခြုံငုံပြီးတော့ပြောလိုက်တာအားလုံး15ချက်ရှိတယ်တက်ကောဥစုစသူဟုစုစသူဝေသောသတ္တမုဒုနာတိမာနိတန္တုတကောစသူဝရောစအပကိသောစတန္တဟုကဩတိတန္တိန္ဒရိယောစနိပကောစအပခဘောကုလေသောနာနုခိတ်တောနာသခုဒ္ဓမာစရိကိဉ္စီယေနဝေညုပရိဥပဝရေယံဟောမေတ္တာဘာဝနာတည်ဆောက်မဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီရှိရမဲ့အင်္ဂါရပ်တွေနဲ့ရှောင်ရမဲ့အရာကိုရှောင်မယ်ရှိရမဲ့အင်္ဂါရပ်တွေရှိပြီးရှောင်ရမဲ့ဟာတွေကိုရှောင်ပြီးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာမေတ္တာတရားတည်ဆောက်ဖို့ရာအတွက်လွယ်ကူသွားနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အေးဒါကြောင့်မလို့မေတ္တာတုတ်ကိုရွတ်ဖတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မိမိရဲ့ယင်နဲ့နှလုံးထဲမှာမေတ္တာတရားတည်ဆောက်တာပဲဖြစ်ဖြစ်အဲ့ဒါလို့တည်ဆောက်လာပြီဆိုလို့ရှိရင်တော့ဟောဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံအောင်အရင်ကြိုးစားပါလို့ကိုယ်တဏ္ဍာမှာဖြစ်လာပြီးတဲ့အခါမှာမေတ္တာတရားကိုတည်ဆောက်ပါအဲ့တော့မေတ္တာတရားကိုတည်ဆောက်မယ်ဆိုတော့ဘယ်ကစပြီးတော့တည်ဆောက်တယ်လဲဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တဒီစကားလုံးလေးမေတ္တာဘို့လေး၃ခုဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တတရားဝါရီအားလုံးဒုက္ခိနောသဗ္ဗတတ္တဆိုတာတရားဝါအားလုံးဟာဒုက္ခိနောကိုချမ်းသာစိတ်ချမ်းသာတွေရှိကြပါစေဒီလိုဆိုလို့အဲ့တော့မေတ္တာပို့တော့မယ်ဆိုလို့ရှိရင်တရားဝါတွေအားလုံးကိုအာယုံပြုလိုက်ပြီးတော့ဟောဒီတရားဝါတွေအားလုံးဟာဒုက္ခိနောကိုချမ်းသာမှုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေခေမိနောဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကင်းငြိမ်းကြပါစေဟောဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေလို့ဒီစိတ်ဓာတ်မျိုးလေးကိုယ်တဏ္ဍာမှာအချိန်ချင်းထပ်ထပ်ဖြစ်အောင်လုပ်ဖို့လိုတယ်သဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တဒုက္ခိတတ္တဆိုတာချမ်းသာတဲ့စိတ်နှလုံးကြီးရှိကြပါစေလို့ဒါကိုဆိုလိုတဲ့ဒုက္ခိတတ္တချမ်းသာနော်ချမ်းသာကိုယ်စိတ်မြဲပါစေလို့ဆိုတာဒီဟာကိုပြောအတ္တဆိုတာဒီနေရာစိတ်ကိုဆိုလိုတယ်အဲ့တော့ချမ်းသာတဲ့ကိုယ်ချမ်းသာတဲ့စိတ်ချမ်းသာကိုယ်စိတ်မြဲကြပါစေလို့ဟောဒီလိုမေတ္တာဖို့၃ခုနဲ့မိမိရဲ့ယင်နဲ့နှလုံးထဲမှာမေတ္တာကိုစတင်ပြီးတော့တည်ဆောက်ပါလို့မြတ်စွာဘုရားကဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့ကောင်းပြီဒီလိုတည်ဆောက်ပြီးတဲ့အခါမှာအသေးစိတ်တစ်ခါထပ်ပြီးတော့မေတ္တာပို့ဖို့ရာအတွက်ဤစနစ်တွေကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောပြန်တယ်ပေါ့ဘာဟောလဲလို့ဆိုယေကေစီပါဏဗုဒ္ဓတိနော်ယေကေစီပါဏဗုဒ္ဓတိ
Tatawa Tawara Wanawa Teta Anawa Teta Sura Junjam Mashide Yegesi Tarawari Manamyalos Baduma Machayavu The Joa Biodira no Chenkai Lushin Chengo Matejemu Chabu Kai Lushin Le Chabu Mitapura Tem Tejemu Erelu Chantalu Yabu Tarawa Manamya Teshi Tarawa Manamya Yekesi Pana Putati Tiloka Jima Shishi Demia Tadwari Yekesi Sura Alome A Junjam Shivu and what they da Junjam Shivu Loka Jima Shide Tadwari Alo Eri Shide Tadwari Alo Namu Quelade Tatawa Tawarawa Landa de Tadwa Websisi Melanda de Tadwa Websisi Chowda de Tadwa Websisi, Machowda de Tadwa Websisi, Tata Sura, Chow Tilanda de Tadwari. Tama Buddhas and Boguri, Chowlang Tata de Tawara Sura, Saita Jankai Dware Boguri, Adiga Avi, Yahana Pshedai, Saita Jankai Dwavi, Tatane Tawara. Puravada Jangamya, Tatane Tawara, Dilo David, Jude. Todo India Nangama Gani Tonga needed Chain Wada Chain Pony Sapi Majaro Chain Wada a Yusamaro Tata Sura Bao Koro Si Tadwari Alo Nuri Nadi Bawin Tarawa Manamyao Tata Tawara Jaro Totown Yimi No Tori Towni Yiri Logai Ogada Logai Tukulu Tawara Lukon Ero Duru Mita Bogunga Tadware Magabu Totown Yimi Mita Puya Yautapo Ero Buravada Yusaro Yasovia Hoja Jagaro Tata Sura Chowda Landa de Tadwari Yubiro Tawara Sura Chow Lamu Mashiro Yana Boguri Dilo Yusabiro Tatane Tawara, David, Majaya Mafit. A Junja Mashi Tadawa Manamya, Chowda de Tadawa Webship, Machowda de Tadawa Webship, Landa de Tadawa Webship, Melanda de Tadawa Webship, Tadawa Manamya, Chana Java, Tilo Solurapo. Tajamolo, Chowda, Machowda, Nayamyaswa, Tadawa, Chana Kose, Yeva de Dihago Yinyabido. Tividicatara, Bengon Sara Yiga, Kavia Satara, she, oh, Meta Bo Lady, Tilo on those Sapiro, Petana Lady, she, oh, Erima Yegesi Panabu Dati, Tatawa, Tawara, Wanawa, Teta, Diet David. Now the Kujana, Baro solution. Tigawa, Yewa, Mahanda, Mizima, Rataka, and Luka Tula. Diniyama Asuk Dongu Quelade Tiga Sura Ludi Biomas a Yashi that Lu a Yashi that Lu Tarawari Biomas Kanago Shishi Leaya Muilu Tarawamu no Eramu Tika Shileare Tarawalu Tilo Solurebo Lusoin Yatware Chane Tarawari Soin Shileare Tilo David Ero Aya Mount Shilia do Websy, Mizima Aya among a la Shida Websy, Rata Sura, Ayapura Websy. Solura, no, Ayatwadu, Ayapudu, Aya, a lot of Shidu, Yidi Pogo Websy, Tarawari, Chana Javazi, or Tarawa, Tomio Quebiro, Metapur. Oh, now the Kujaro Mahanda Kanago Chimare Darwa, Senilo Chimare Darwa Muri Side, Lurema solution, Wawa fine by Yatono Momoni, Mahanda, no? Darwarema solution, Chimare, Como Masoin, Senili, Yerema, Willa, Ngajidi, Erelu Chimare Darwa Yidi, Shipshed. Missima, a lay legend, the Rawadi Websip, a nuka,
ဝဲစိတ်တို့ကမြင်းနီတို့လိုသိငယ်တဲ့တရားမျိုးပဲဖြစ်ဖြစ်ဆိုတရားမှန်သမျှဘယ်ဟာမှမကြံရဘူးခန္ဓာကိုယ်ကြီးမားတဲ့တရားပဲဖြစ်ဖြစ်အရွယ်အစားသိငယ်တဲ့တရားပဲဖြစ်ဖြစ်အလယ်လတ်အရွယ်ရှိတဲ့တရားပဲဖြစ်ဖြစ်တရားအားလုံးဟာချမ်းသာကြပါစေလို့ဟောလို့မေတ္တာပို့တဲ့သဘောနောက်တစ်ခုကျတော့ထူလဆိုတာတချို့လူတွေကဝတယ်တချို့လူတွေကပိန်တယ်တချို့လူတွေကမပိန်မဝဖြစ်တယ်အဲ့တော့နော်ဝါတဲ့လူမှမေတ္တာပို့ရမှာမဟုတ်ဘူးပိန်တဲ့လူမှမေတ္တာပို့ရမှာလည်းမဟုတ်ဘူးဝသူတွေလည်းချမ်းသာကြပါစေနော်မပိန်မဝအလောတော်ရှိတဲ့လူတွေလည်းချမ်းသာကြပါစေပိန်နေတဲ့လူတွေလည်းချမ်းသာကြပါစေဟောဒီလိုခန္ဓာကိုယ်သုံးမျိုးကိုချိပြီးတော့အခုလိုလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒီလိုတရားတွေအားလုံးကိုမေတ္တာပို့တာဒါကိုဆိုလို့တယ်ဒီဃဝါယေဝမဟန္တာမစ္စိမာရတ္တကအနုကထူလာလို့ဆိုအဲ့ဒါလို့ဒီတတ္တဝါတွေနဲ့ပတ်သက်ပြီးတော့မေတ္တာပို့ရမယ်တဲ့လောကမှာရှိတဲ့တတ္တဝါတွေနဲ့ပတ်သက်ပြီးတော့အာလုံးတတ္တဝါတွေချမ်းသာကြပါစေမြည်သည့်တတ္တဝါဖြစ်ဖြစ်ချမ်းသာကြပါစေလို့ဒီလိုမေတ္တာပို့နောက်တစ်ခါကျတော့ဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုတွေဝတ္တန္တိအဝိတုတွေဒိဋ္ဌဆိုတာမြင်ရတဲ့တတ္တဝါအဒိဋ္ဌဆိုတာမိမိမျက်စိအောင်မရောက်မမြင်ရတဲ့တတ္တဝါယေဝဒုတွေဝတ္တန္တိအဝိတုတွေအဝေးနေတဲ့တတ္တဝါနော်အဝိဒုရအနီးမှာနေတဲ့တတ္တဝါဆိုလိုတာကမြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်ကိုယ်အနီးမှာရှိတဲ့တတ္တဝါပဲဖြစ်ဖြစ်ကိုယ်နဲ့ဝေးလံတဲ့ဒေသမှာရှိတဲ့တတ္တဝါပဲဖြစ်ဖြစ်မြည်သည့်တတ္တဝါပဲဖြစ်ဖြစ်တတ္တဝါတွေချမ်းသာကြပါစေလို့ဒါကအာယုံပြုနိုင်တယ်များပြုပြီးတော့မေတ္တာဘာဝနာပွားနည်းကိုမြတ်စွာဘုရားကဟောကြားတာဖြစ်ပါတယ်နော်မေတ္တာဘာဝနာပွားနိုင်အောင်လို့ဟောကြားတာဖြစ်တယ်ပေါ့နောက်တစ်ခုကဘာတော့ဆိုရင်ဘူတာဝါတမ္ပဝေတိဝဘူတာဆိုတာထင်းထင်းရှားရှားပြီးပြင်းဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလူပြီးပြင်းဖြစ်သွားတယ်လူတွေဆိုလို့ရှိရင်မိခင်ရဲ့ဝမ်းကမွေးဖွားလာပြီးတော့လူသားပြီးပြင်းဖြစ်လာပြီဆိုရင်ဘူတမိခင်ဝမ်းထဲမှာပဲရှိသေးတယ်ကလလရေကြီးတိစားကနေစပြီးရုပ်ပုံမပြီးပြင်းသေးဘူးဆိုလို့ရှိရင်ဒါတမ္ပဝေတိတနည်းအားဖြင့်ဆိုလို့ရှိရင်တော့ဘူတဆိုတာဖြစ်ပြီးတဲ့တတ္တဝါတွေမှန်သမျှဘူတတခြားနည်းနဲ့မွေးဖွားပြီးတတ္တဝါမှန်သမျှဘူတမွေးဖို့တာဆူနေတဲ့ပုဂ္ဂိုလ်တွေပြည့်စုံမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေကိုတမ္ပဝေတိလို့ဒီလိုခွဲခြားလာအဲ့တော့ခန္ဓာကိုယ်ပြင်းနဲ့မွေးဖွားပြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမမွေးဖွားရသေးတဲ့မွေးဖွားမှုကိုရှာဖွေနေကြတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်စေသို့မဟုတ်လောကကြီးမှာဖြစ်ဖူးပြီးလို့နောက်ထပ်ဖြစ်เสียမလိုတော့တဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေကံတရားတွေမကုန်သေးသည့်အတွက်ကြောင့်ဘဝခရီးမှာရှောင်လန်းနေကြမဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေတဲ့ဘူတာဝါတမ္ပဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တတရဝမှန်သမျှချမ်းသာကိုယ်စိတ်မြဲကြပါစေဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မေတ္တာဘာဝနာပွားများအားထုတ်တယ်ဒါကတရဝတွေနဲ့အတီးအီးခွဲပြီးတော့မေတ္တာဘာဝနာပွားများအားထုတ်ပုံကိုမြတ်စွာဘုရားဟောတာနောက်ထပ်မေတ္တာပွားပုံလေးတစ်နည်းကိုတစ်ခါဟောပြန်နာပရောပရံနိကုပ္ပေထဒါဒီကနေ့ခေတ်မှာအရေးကြီးတဲ့မေတ္တာထားနည်းတစ်ခုပဲပေါ့နာပရောပရံနိကုပ္ပေထဆိုပရောတခြားသူတယောက်ဟာပရံတခြားသူတယောက်ကိုနတ်နိကုပ္ပေထမလိမ်မညာပါစေနဲ့လောကလူတွေကအချင်းချင်းလှည့်စားတတ်တယ်လိမ်ကြတတ်တယ်ဘယ်သူချင်းလိမ်သွားပြီဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလို့တူတူကိုလိမ်ညာလှည့်စားပြီးတော့စီးပွားရှာတာမျိုးတွေမဖြစ်ပါစေနဲ့တရားဝါတွေဟာတယောက်နဲ့တယောက်မလိမ်ကြပါစေနဲ့မလှိစားကြပါစေနဲ့လို့ဆိုတဲ့ဟာလည်းပဲတရားဝါတွေရဲ့ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခအပေါ်မှာပယ်ဖြောက်လို့တဲ့
သဘောထားမှုဒါလည်းပဲမေတ္တာဘာဝနာပွားတယ်လို့ခေါ်တယ်နော်တဦးနဲ့တဦးလှိစားပြီးတော့လိန်ညာတာတွေမလုပ်ကြပါစေနဲ့ဟောဒီမေတ္တာပွားနည်းကလည်းပဲပွားရမယ်နာပရောပရံနိကုတ်ပေထနာတိမင်ညေထကတ္တစီနာခိန်စီကံစီနာကံစီကံစီဆိုတာဘသူကိုမြတ်ကတ္တစီဘယ်ကိစ္စနဲ့မှပဲနော်နာတိမင်ညေထအထင်သေးအမြင်သေးမလုပ်ကြပါစေနဲ့လူဆိုတာတယောက်တယောက်အထင်သေးတတ်တာလည်းရှိတယ်ဇီဝဥစ္စာရှိတဲ့လူကမရှိတဲ့လူကိုထင်သေးတယ်ပညာတတ်တဲ့လူကမတတ်တဲ့လူကိုထင်သေးတယ်နော်အစစ်မြင့်တဲ့လူကအစစ်နှိမ့်တဲ့လူကိုထင်သေးတယ်ဆိုတာမျိုးတွေအဲ့ဒါမျိုးတွေမဖြစ်ကြပါစေနဲ့ဘယ်ကိစ္စမှဘယ်သူတယောက်ကိုမှအထင်မြင်သေးတာမျိုးတွေမရှိကြပါစေနဲ့ဟောအားလုံးအထင်မြင်မသေးကြဘူးလို့ဆိုလို့ရှိရင်တော့ဒါတဥတူမေတ္တာတက်ရောက်တဲ့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါလဲလောကကြီးမှာအဖြစ်များတာတွေမဖြစ်ဖို့ရာအတွက်မေတ္တာပွားနည်းကတစ်ခုပဲဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကဘာတော့ဆိုရင်ဗျာရောတနာပဋိကဗျာရောတနာဆိုတာလူတွေကတယောက်တယောက်ကိုစောင်းချိတ်ပြောလေးရှိကြတယ်တခါတလေထဲပြောတာမဟုတ်ဘူးစောင်းချိတ်ပြီးတော့ပြောတာနော်အဲ့ဒါလို့တယောက်တယောက်ရန်ဆောင်ပြီးစောင်းချိတ်ပြောတာမျိုးဟာလည်းပဲမေတ္တာပြတ်တတ်တာမျိုးဖြစ်သည့်အတွက်ကြောင့်အဲ့ဒါလို့တယောက်တယောက်ကိုလည်းအဆောင်ချိတ်တွေမလုပ်ကြပါစေနဲ့လို့ဒီလိုဆိုလိုတယ်ပဋိကတင်ညဒေါသနဲ့စိတ်ဓာတ်ထိခိုက်တဲ့စိတ်နဲ့သူများရဲ့ခုံတိတ်ခါကိုပုတ်ခတ်တဲ့ပုဂ္ဂိုလ်မျိုးတွေလည်းမဖြစ်ကြပါစေနဲ့လို့ဒီလိုဆိုလိုတယ်ဟောနောက်တစ်ခုကတော့ဘာတော့နေညမညတဒုက္ခမေ့စင်ရတဲ့ဒါကအင်မတန်ကောင်းတဲ့မေတ္တာဖို့တစ်ခုပဲနေညမညတဒုက္ခမေ့စင်ရအညမညတတယောက်ကတယောက်ရဲ့ဒုက္ခဆင်းရဲဒုက္ခကိုနာအိတ်စေးရမလိုလားပါစေနဲ့တယောက်ဆင်းရဲတာကိုတယောက်ကမလိုလားပါစေနဲ့အားလုံးဟာချမ်းသာမှုကိုသာလိုလားကြပါစေတယောက်တယောက်ဒုက္ခမပေးချပါစေနဲ့ဆိုဟောလောကလူသားတွေဟာတဦးနဲ့တဦးဒီချမ်းသာအောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ကအလွန်နှဲပြီးတော့တယောက်နဲ့တယောက်ဒုက္ခပေးဖို့ရများတယ်ဒါကြောင့်ခုခေတ်စကားတောင်ပြောတာမဟုတ်လားအချွန်နဲ့မတယ်တဲ့အစင်းကိုဘိန်းတက်ပေးတယ်ဆိုတာတွေကအဲ့ဒါသူများဒုက္ခရောက်အောင်လုပ်တဲ့စိတ်ဓာတ်တွေပဲပေါ့နော်အဲ့ဒီလိုဟာမျိုးတွေမရှိကြပါစေနဲ့တဦးနဲ့တဦးပေါ်တဦးဆင်းရဲဒုက္ခကိုလိုလားတဲ့စိတ်ဓာတ်တွေမမွေးကြပါစေနဲ့အဲ့ဒီလိုလဲမေတ္တာဘာဝနာပွားများအထောက်ရမယ်တဲ့ဒီစိတ်ဓာတ်ကိုကိုယ်တဏ္ဍာမှာတိဆောက်တာဟာမေတ္တာဘာဝနာပွားများအထောက်ခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီလိုပွားများအထောက်ဖို့မြတ်စွာဘုရားကဒီလိုဟောကြားပြီးတဲ့အခါမှာမေတ္တာဆိုတာရဲ့သဘာဝတရားကိုထင်ရှားအောင်လို့မေတ္တာတစ်ခုရဲ့အတိတ်နဲ့ကိုခေါ်ကျူးတဲ့အနေနဲ့မြတ်စွာဘုရားကဘာဟောတုံးဆိုမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေမာတာယထာမိခင်လိုဧကပုဒ္ဒမာတာယထာနိယံပုဒ္ဒနိယံပုဒ္ဒဆိုတာကိုယ်ရင်မှာဖြစ်တဲ့သားအာယုတာဆိုတာအသက်ကိုယ်အသက်နဲ့နော်မာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေကိုယ်ရင်မှာမွေးဖွားလာတဲ့သားတူဒီသောသားသမီးကိုမိခင်ဟာအသက်ပေးပြီးတော့ချစ်ခင်မြတ်နိုးသလိုစောင့်ရှောက်သလိုတဲ့ဆိုလိုတာကကလေးတွေများတဲ့မိခင်ကတော့ချစ်စရာတွေများနေလိမ့်မယ်အဲ့ဒါကြောင့်မလို့ကလေးတူတဲ့သားသမီးတူတဲ့ရှိတဲ့မိခင်ဟာသူ့ရဲ့ချစ်ခင်တဲ့စိတ်တွေမေတ္တာတွေဟာဒီတူတဲ့ပုံမှာပဲပုံပြီးတော့ကြာအဲ့ဒါလိုပဲတဲ့ဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝယေအပရိမာဏအခုလိုအတိုင်းအတာအကန့်အသတ်ပမာဏမရှိတဲ့စိတ်ဓာတ်မျိုးကိုတရားတွေပေါ်မှာဖြစ်အောင်ကြိုးစားပါမိခင်ဟာတူဒီသောသားအပေါ်မှာချစ်ခင်တဲ့မေတ္တာဓာတ်တွေစုပုံပြီးတော့အသက်ပမာဏမထားပဲပေးတယ်လို့
တရားတွေအားလုံးပေါ်မှာအဲ့ဒါလို့ချစ်ခင်တဲ့စိတ်ဓာတ်မျိုးဖြစ်အောင်ကြိုးစားပါပွားများအထောက်ပါလို့ဒီလိုဆိုလို့တယ်ဆိုလိုတာကမိခင်တယောက်ကသားသမီးချစ်တယ်လို့တရားတွေအားလုံးပေါ်မှာချစ်မြတ်လို့တတ်ပါစေဒီအဓိပ္ပာယ်ကိုဆိုတာနော်အဲ့ဒီလိုမေတ္တာဘာဝနာတည်ဆောက်တဲ့အခါမှာအဲ့ဒီလိုခိုင်မာတဲ့မေတ္တာဘာဝနာမျိုးဖြစ်အောင်ကြိုးစားအထောက်ပါလို့မြတ်စွာဘုရားကမေတ္တာရဲ့သဘောထားကိုထင်ရှားအောင်လို့ခုလိုဟောကြားတာဖြစ်တယ်ပေါ့နောက်တစ်ခါကျတော့မြတ်စွာဘုရားကဘာပြောတော့မေတ္တင်စသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံသဗ္ဗလောကသမိလောကကြီးရှိသမျှသရဝါတွေအားလုံးပေါ်မှာတဲ့အတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာတရားကိုဖြစ်ပွားအောင်ကြိုးစားမေတ္တာတရားကိုဖြစ်ပွားအောင်ကြိုးစားရမယ်အဲ့ဒီလောကကြီးတစ်ခုလုံးဆိုတာလေးကိုဖော်ပြမလို့ဥဒ္ဒံအဒောစတိရိယင်စာဟိုးအထက်မှာရှိတာပဲဖြစ်စေအဒေါအောက်မှာပဲရှိတာပဲဖြစ်စေတိရိယံအလယ်မှာရှိတာပဲဖြစ်စေပတ်ဝန်းကျင်မှာရှိတာပဲဖြစ်စေဘယ်နေရာမှာပဲရှိရှိတရားတွေအားလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားကိုမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစားပါဒီလိုဆိုလိုတယ်ပေါ့နော်မေတ္တင်စသဗ္ဗလောကသမိမာနတံဘာဝယေအပရိမံဥဒ္ဒအဒောစတိရိယင်စအတံဘာဒံအဝေရမတ္တပတ္တံမေတ္တာစိတ်ဆိုတာအတံပါရမကျဉ်းမြောင်းမှုတဲ့လောကလူတွေမှာတူပေါ်တူမေတ္တာထားတယ်ဆိုတာကျဉ်းမြောင်းတဲ့စိတ်မရှိဘူးမေတ္တာဟာကျယ်ပြန့်တဲ့စိတ်သာဖြစ်တယ်မေတ္တာမထားဘူးရန်လိုတယ်ဝန်တိုတယ်ဆိုတာတွေကအမြဲတမ်းကျဉ်းမြောင်းတဲ့စိတ်တွေပေါ့အခုကအဲ့ဒါလို့မကျဉ်းမြောင်းမှုကျယ်ပြန့်တယ်ဒါကြောင့်မို့အတံပါဒံကျဉ်းမြောင်းမှုမရှိဘူးကျယ်ပြန့်တဲ့အတံပါဒံအဝေရရန်ကင်းတယ်ရန်လိုမှုမရှိဘူးမေတ္တာရှိတဲ့ပုဂ္ဂိုလ်မှာရန်မရှိဘူးသူကလည်းသူများပေါ်မှာရံမလို့ဘူးဒီလိုဆိုလို့တယ်အတ္တပတ္တဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလို့ဆိုလိုတာကဒီနေရာမှာရံမရှိဘူးလို့ဆိုတဲ့နေရာမှာအဓိကကဘာကိုပြောတာလဲဆိုမိမိရဲ့ရင်ထဲနှလုံးထဲမှာပူလောင်စေတတ်တဲ့ဒေါသဆိုတဲ့အမုန်းတရားဆိုတဲ့ရံမရှိဘူးလို့ဒီလိုဆိုလို့တယ်ပေါ့ပြင်ဘက်ကရံကတော့ရှိခြင်းရှိနိုင်တယ်ပေါ့နော်ကိုယ်ရင်ထဲမှာပူလောင်စေတတ်တဲ့ဒေါသဆိုတဲ့ဉာဏ်မရှိဘူးလို့ဒီလိုပြောတာအတံပါရံအဝေရမတ္တပတ္တံအဲ့ဒီလိုမေတ္တာမျိုးလောကကြီးတစ်ခုလုံးမှာအခိုင်အမာတည်ဆောက်ပြီးတော့ပွားများအထောက်ပါလို့ဆိုတော့မေတ္တာဘာဝနာပွားတဲ့အခါမှာဘယ်အချိန်ဘယ်လိုနေတဲ့နေရာမှာပွားရမှာလဲလို့ဆိုတော့တိဋ္ဌံစရဏိသိဏောဝတယာနောယာဝတ္တဝိတမိတ်တောဧတံတတေအဋိဋ္ဌိယဗြဟ္မမေတံဝိဟာရမိဓမ္မဟုဆိုဟောဒီစကားနဲ့တိဋ္ဌံဆိုတာမတ္တရနေရင်လည်းပဲမေတ္တာပွားပါဟောသမင်းချက်ဟင်းချက်မတ္တရပြီးတော့ဟင်းမွေနေတဲ့အချိန်မှာလည်းမေတ္တာပွားပါမတ္တရပြီးတော့အလုံးလုံးနေတဲ့အချိန်မှာလည်းပဲမေတ္တာပွားပါလို့ဒီလိုဆိုလို့စရံဆိုတာလမ်းလျှောက်နေတဲ့အချိန်မှာလည်းပဲကားမောင်းပြီးသွားနေတဲ့အချိန်ပဲဖြစ်စေလမ်းလျှောက်နေတဲ့အချိန်ပဲဖြစ်စေစိတ်ထဲကဟောဒီမေတ္တာနှလုံးသားဖြစ်ပေါ်နေအောင်ကြိုးစားပါနိသိဏအေးထိုင်ပေါ်မှာထိုင်နေတာပဲဖြစ်စေအိမ်မှာထိုင်နေတဲ့အချိန်မှာပဲဖြစ်စေကားပေါ်ထိုင်နေတဲ့အချိန်ပဲဖြစ်စေအဲ့လိုထိုင်နေတဲ့အချိန်မှာလည်းပဲမေတ္တာဘာဝနာပွားများအထောက်ပါတယာနောယာဝတ္တဝိတမိတ်တောအဲ့ရတဲ့လဲလျောင်းလာပြီအိတ်မပျော်သေးဘူးအိတ်ချင်စိတ်မရှိသေးဘူးဆိုလို့ရှိရင်လေမအိတ်ချင်သေးသမျှကာလပတ်လုံးမေတ္တာဘာဝနာပွားပါလို့ဒီလိုဆိုလိုတာပေါ့ဧတံတတေအဋိဋ္ဌိယအဲ့ဒီမေတ္တာဆိုတဲ့တတိတရားကိုကိုယ်တဏ္ဍာကိုယ်စိတ်ထဲမှာအခိုင်အမာတည်ဆောက်ပါတဲ့ဒီလိုအခိုင်အမာတည်ဆောက်ရမယ်မြတ်စွာဘုရားဒီလိုဟောအဲ့ဒါလိုအခိုင်အမာတည်ဆောက်ပြီးတော့မေတ္တာဖြင့်နေတဲ့နေထိုင်ခြင်းကိုဗြဟ္မဝိဟာရမြင့်မြတ်တဲ့နေထိုင်ခြင်းလို့ဆိုပါတယ်ကိုနေတဲ့အချိန်မှာတခြားနည်းတွေနဲ့နေတာဟာမြင့်မြတ်တဲ့နေထိုင်ခြင်းမဟုတ်သေးဘူး
မေတ္တာဘာဝနာနဲ့နေပြီဆိုရင်ဒီအနေထိုင်ဟာကိုယ့်အတွက်တန်ဖိုးရှိဆုံးချီးမွမ်းဖွယ်အကောင်းဆုံးအမြင့်မြတ်ဆုံးအကောင်းဆုံးသောနေခြင်းဖြင့်နေထိုင်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ဗြဟ္မဝိဟာရကိုအင်္ဂလိပ်လိုပြန်တဲ့အခါ noble abode လို့ပြန်တယ်နော်အမြတ်ဆုံးသောနေထိုင်မှုပဲမြင့်မြတ်တဲ့နေထိုင်မှုအကောင်းဆုံးနေထိုင်မှုနဲ့နေတာတို့တွေဒီစကားကိုကြည့်ပြီးတော့နေ့စဉ်နဲ့အမျှတို့နေတဲ့အခါမှာဗြဟ္မဝိဟာရလို့ခေါ်တဲ့မြင့်မြတ်တဲ့နေထိုင်မှုနဲ့နေထိုင်မှုတို့တွေဒီနေ့တစ်ချိန်မှာအချိန်ရသလောက်ကြိုးစားအထောက်ကြရမယ်လို့စိတ်ထဲမှာလို့နှလုံးသွင်းမှုလိုအပ်တယ်ပေါ့ဗြဟ္မမေတ္တံဝိဟာရမိဓမ္မဟုပြီးတဲ့အခါကျတော့မြတ်စွာဘုရားကဒါကမေတ္တာဘာဝနာပွားများလို့တမာရီစွမ်းအားတွေရလာပြီဆိုရင်နောက်ဆုံးမှာဗြဟ္မပြေထိအောင်ရောက်နိုင်တယ်ပေါ့သို့တော့ဒီဘဝမှာတဏှာဝကလွတ်အောင်လုပ်ဖို့ကြတဲ့အခါကျတော့မေတ္တာဘာဝနာပွားတယ်ဆိုတာတရားတွေပေါ်မှာအာယုံစိုက်ပြီးတော့ပွားတာအဲ့ဒါလို့တရားတွေပေါ်မှာအာယုံစိုက်ပွားတာဖြစ်သောကြောင့်တရားဆိုတဲ့အယူအဆတစ်ခုခေါင်းထဲမှာဆွဲသွားနိုင်တယ်ပေါ့ဆွဲသွားလို့ရှိရင်တရားဆိုတဲ့အယူအဆဟာဒီဝိပဿနာဉာဏ်နဲ့ကြည့်တဲ့အခါမှာတရားဆိုတာမရှိဘူးယုံနဲ့နံနှစ်မျိုးပဲရှိတယ်ဒါကြောင့်မို့လို့တရားဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုကိုမရောက်အောင်ကြိုးစားအထောက်အမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်မေတ္တာဘာဝနာပွားပြီးတော့ထိုမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာပွားတဲ့အခါမှာဒိဋ္ဌိစအနုပကမ္မတရားရှိတယ်ဆိုတဲ့မှားယွင်းတဲ့အမြင်တို့မရောက်သွားစေနဲ့တဲ့တရားဆိုတာမရှိဘူးယုတ်တရားနံတရားနှမျိုးသာရှိတယ်သီလဝါကိုကျင့်တရားကောင်းအောင်လုပ်ရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုမေတ္တာအခြေခံပြီးကျင့်မယ်ဆိုလို့ရှိရင်သီလဝါကိုကျင့်တရားကောင်းအောင်အရင်လုပ်ကိုကျင့်တရားကောင်းအောင်လုပ်ပြီးတော့သီလဝိတ္တုဒ္ဓိဆိုတဲ့သီလစင်ကြယ်မှုပေါ်မှာအခြေခံပြီးတော့ယုံနာဓမ္မသင်္ခါရတွေကိုရှုမြင်သုံးသပ်ခြင်းဖြင့်တရားဆိုတဲ့အယူဆတစ်ခုမရောက်စေပဲနဲ့သတ္တနေနတမ္ပန္နောမှန်ကန်တဲ့အမြင်တစ်ခုမြင်ရမယ်ယုတ်တရားတသက်တာဖြစ်တယ်နံတရားတသက်တာဖြစ်တယ်တရားဆိုတာမရှိဘူးငါအားဆိုတာလည်းမရှိဘူးငါအားဆိုတာလည်းမရှိဘူးဆိုတဲ့ဒီမှန်ကန်တဲ့ဉာဏ်အမြင်တစ်ခုနဲ့ပြည့်စုံအောင်ကြိုးစားပါဒါကိုဆိုလို့တယ်ဒိဋ္ဌိစနုပေကမ္မသီလဝါဒတနေနတမ္ပန္နောတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုချင်းသီလဖြည့်ဝပြီးတဲ့အခါမှာမှားယွင်းတဲ့အမြင်တစ်ခုကိုဖယ်ရှားလိုက်ပြီးတော့သောတပတ္တိမဉ္ဇဉ်နဲ့ပြည့်စုံသွားပြီနိဗ္ဗာန်ကိုမြင်ပြီဆိုလို့ရှိရင်ဓတ္တနေနတမ္ပန္နောသောတပန်ဖြစ်သွားတာကိုပြောတာသီလဝါဓတ္တနေနတမ္ပန္နောကာမေတုဝိနေယခေတံတဆင့်တိုးတဲ့အထုတ်ဖို့ရကြတော့ကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာတက်မဲ့တဲ့တဏှာကိုဖယ်ရှားနိုင်ရမယ်မျက်စိကမြင်တဲ့အာယုံနားကကြားတဲ့အသံအာယုံနှာခေါင်းကနမ်းရှူရတဲ့အနတ်အာယုံလျှာနဲ့လျက်ရတဲ့အရသာအာယုံခန္ဓာနဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံစိတ်ကူးကြံစီရတဲ့အာယုံဆိုတဲ့ဒီကာမဆိုတဲ့လိုချင်စရာအာယုံတွေပေါ်မှာခေတ္တဆိုတဲ့မမောမှုကိုဖယ်ရှားပစ်ပါအဲ့ဒါကဘာကိုဆိုလိုတာတော့ဆိုရင်တဂရကအနာကအဆင့်ထိအောင်ရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်ပါလို့ဒီလိုဆိုလိုတယ်နောက်ဆုံးမှာနာဟိဇာတုခဗ္ဗတေယပုဏ္ဏရေတိကာမဂုဏ်အာယုန်ဒီပေါ်မှာလောဘကိုဖယ်ရှားနိုင်ပြီးတော့နောက်ဆုံးမှာကြံတဲ့ကိလေသာတွေကိုဖယ်ရှားလိုက်တဲ့အခါမှာကိလေသာတွေအလုံးဖယ်လိုက်တဲ့ဖြင့်ကံတွေဟာအကျိုးမပေးနိုင်တော့သည့်အတွက်ကြောင့်ရှိတဲ့ကံတွေဟာအစွမ်းအစမရှိတော့လို့ကံတရားတွေလည်းကုန်ဆုံးသွားလို့နောက်ဆုံးမှာတော့မှတန်တရားထဲမှာပြန်ပြီးမွေးဖွားတော့မှမဟုတ်တော့ဘူးဘယ်တော့မှမိခင်ဝမ်းထဲမှာပြန်ရောက်တော့မှမဟုတ်ဘူးနာဟိဇာတုခဗ္ဗတေယပုဏ္ဏရေတိဘယ်တော့မှပြန်မရောက်တော့ဘူးဆိုတဲ့ယဟန္တာပုဂ္ဂိုလ်ဖြစ်သူရောက်ရှိသွားနိုင်ပါတယ်ဟောမေတ္တာအခြေခံပြီးတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်သောတာပန်ဖြစ်မယ်သဂရဂံဖြစ်မယ်အနာဂံဖြစ်မယ်နောက်ဆုံးယဟန္တာဖြစ်ပြီးတော့တန်တရားဝဆင်းရဲကလွတ်ကင်းသွားနိုင်တယ်လို့ဟောတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်က
မေတ္တာတုတ်ပရိတရားတော်မှာရှင်းလင်းဟောကြားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့မိမိတို့ရဲ့ယင်ထဲနှလုံးသားထဲမှာမေတ္တာတရားကိုတိဆောက်ခြင်းဖြင့်အမုန်းတရားကိုဖယ်ရှားပြီးထိုမေတ္တာကိုအခြေခံတဲ့ဝိပဿနာဉာဏ်ဖြင့်ကျင့်ကြံကြိုးကုပ်အားထုတ်ကြမယ်ဆိုရင်ခိုင်မာတဲ့မြင့်မြတ်တဲ့သောတာပန်တဂရဂံအနာဂံယဟန္တာပုဂ္ဂိုလ်ဘဝရောက်ရှိပြီးနောက်ဆုံးမှာတန်တရားဝဆင်းရဲကလွတ်ကင်းအောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှိယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်း